လာပါရှင်။တကြံကာလလည်းနီးလာပြီဆိုတော့ဒီကာလနဲ့လိုက်ဖက်တဲ့တကြံကြော်လေးကြော်စားလိုက်ပါတယ်။ရာသီဥတုကလည်းပူနေတာမို့လို့တကြံကြော်လေးကအရန်စားလို့ကောင်းပါတယ်ရှင်။တကြံကြော်ဖို့အတွက်အသားများတဲ့ငချောက်ကီလိုဝက်ကိုအသုံးပြုထားပါတယ်ရှင်။ပိုင်းထပ်ပြီးသားငချောက်တွေကိုတော့ရေသေးချဆေးပြီးနာနာလေးပြုတ်ပေးထားရမှာဖြစ်ပါတယ်။ပြုတ်ပြီးသားငချောက်တွေကိုလည်းအယိုးနှွင်ထားပေးဖို့လိုပါတယ်ရှင်။ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ကြက်သွန်နီတရက်တီငရုတ်တီးချောင်းပဇွန်ချောက်တို့လိုအပ်ပါတယ်ရှင်ပဇွန်ချောက်မရှိလဲမထည့်လို့ရပါတယ်ရှင်ပဇွန်ချောင်းနဲ့ထွင်ထားတဲ့ငချောက်တွေကိုတော့အနည်းငယ်ထောင်းထားပေးရမှာဖြစ်ပါတယ်တရက်တီးတွေကိုတော့အခွန်ခွာပြီးတဲ့အခါမှာမိမိစိတ်ကြိုက်ချစ်ထားပြီးလို့ရပါပြီရှင်ကြက်သွန်နီတွေကိုလည်းအတုံးကြီးကြီးလေးလှီးထားပေးရမှာဖြစ်ပါတယ်။တကြံကြော်တဲ့အခါမှာတော့စီကတော့ပိုသုံးပေးဖို့လိုပါတယ်ရှင်။ကြော်မဲ့ဦးတွေကိုတော့စီနှဲငယ်ထည့်ပြီးငရုတ်တီးချောက်ကိုအရင်ဆုံးကြော်ပြီးလိုက်ပါတယ်ရှင်။ငရုတ်တီးချောက်တက်တဲ့အခါမှာတော့ဆယ်ပြီးတဲ့အခါမှာစီထဲနနွေးမုတ်လေးထည့်ပြီးကြက်သွန်နီကိုနုံးတဲ့အထိကြော်ပေးလိုက်ပါတယ်ရှင်။နေမွန်းတဲ့အခါမှာတော့ထောင်းထားတဲ့ပစုံချောင်းနဲ့ငချောက်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာအရသာအတွက်ကတော့စားနဲ့အချိုမုတ်ကိုအသုံးပြုထားပါတယ်ရှင်။တယောက်နဲ့တယောက်အကြိုက်မတူတာမို့လို့အရသာအပေါ့ငန်းကတော့မိမိတို့စိတ်ကြိုက်ထည့်ပြီးလို့ရပါတယ်ရှင်။ပြီးရင်တော့ချစ်ထားတဲ့တရသီးတွေထည့်ပြီးလို့ရပါပြီ။တရသီးလုံးလောက်တဲ့အထိရေအနည်းငယ်ထည့်ပြီးအဖုံးလေးအုပ်ထားပေးရမှာဖြစ်ပါတယ်။တရသီးနှုံးပြီးအရသာအပေါ့ငန်းရတယ်မိမိစိတ်ကြိုက်ရပြီဆိုရင်တော့ငကြံကြော်လေးကျက်ပါပြီရှင်။ငချောက်ကီလိုဝက်ကြော်ရင်တော့အများကြီးရပါတယ်ရှင်။တကြံကာလနဲ့လိုက်ဖက်တဲ့တကြံကြော်လေးစားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။လှူစားကြည့်ဖို့လည်းမမေ့ပါနဲ့နော်။